သူရောက်လာပြီးရှော့ပြောနေတယ်သူမခလုတ်တိုက်လဲမှာကိုစိုးရင်လို့ခြံထဲကရာအလုံးကိုရှင်းလင်းပေးခဲ့ကြောင်းသူဝန်ခံခဲ့တယ်ဒန်ကတောင်းပန်ပြီးယွန်းဆိုအနေနဲ့သူမရှိရဲ့အချိန်မှာတော့ကောင်းကောင်းနေထိုင်ပြီးကားကွက်တွေနဲ့တောက်ပနေဖို့မျှော်လင့်ကြောင်းပြောခဲ့တယ်ယွန်းဆိုရဲ့ထံရရောက်နေတဲ့လက်ကူမြင်တော့ဒန်ကသူ့ရဲ့လက်တုပ်ပေါ်ကနေစီးပေးခဲ့တယ်ပြီးတော့သူကသူမနဲ့အတူကချင်သေးတယ်လို့ပြောတော့ယွန်းဆိုအာနာသွားခဲ့တယ်အဲ့ဒီနောက်သူ့ကိုအတူကခဲ့ကြတယ်ဒါကသူမကိုအလွန်ထူရှင်စေခဲ့တယ်ကနေရင်နဲ့ဒန်ကယွန်းဆိုရဲ့အလှကိုချီးကျူးခဲ့ပြီးသူမရဲ့ပခုံးပေါ်မှာမိပြီးမိလဲသွားခဲ့တယ်နောက်တစ်နေ့မနက်မှာဒန်ကယွန်းဆိုရဲ့ခြံထဲကဒန်းပေါ်မှာနိုးလာခဲ့တယ်သူခေါင်းကိုက်နေပြီးမနေ့ညကသူမနဲ့ဘာတွေလွတ်ခဲ့လဲဆိုတာမှတ်မိသွားတယ်ဒါပေမဲ့ဘာဖြစ်နေတာလဲဆိုတာသူမစင်းနာရသေးခင်မှာပဲရဲတွေအများကြီးရောက်လာပြီးသူ့ကိုဖမ်းဆီးသွားတာကိုတွေ့လိုက်ရတယ်ဒန်ကယွန်းဆိုကိုသူဘာမှအမှားမလုပ်ခဲ့ကြောင်းနဲ့ဒါဟာအထင်လွဲမှားမှုတာဖြစ်ကြောင်းရှင်းပြခြင်းခဲ့တယ်ဒါပေမဲ့ယွန်းဆိုကဒန်လီညာနေတာကိုသိသွားခဲ့ပြီယွန်းဆိုကသူမမျက်မြင်နေတုန်းကဒန်နဲ့တွေ့ခဲ့တာကိုမှတ်မိသွားတယ်အဲ့ဒီတုန်းကသူမကသူ့ကိုလူယုတ်တယောက်လိုထင်ခဲ့တာမနေ့ညကမှယွန်းဆိုတေချာသိသွားခဲ့တာအဲ့ဒီအချိန်မှာသူပေးခဲ့တဲ့လက်တုပ်ဘွားကိုသူမမှတ်မိသွားတယ်ဒါဟာသူတို့တွေ့ခဲ့ဘူးတယ်ဆိုတဲ့သက်သေပဲဒန်ကလိန်ခဲ့တာကိုဝန်ခံခဲ့ရပြီးတခြားတယောက်ကသူ့ကိုသူမရဲ့အိမ်ကိုခေါ်လာပေးတာလို့ပြောခဲ့တယ်ယွန်းဆိုကစိတ်ဆိုးပြီးရဲတွေကိုဒန်ကိုခေါ်သွားခိုင်းလိုက်တယ်ရဲစခန်းမှာဒန်ကအဖြစ်မရှိကြောင်းရဲတွေကိုနားချကိုစူးစမ်းပေမဲ့ဘယ်သူမှမယုံကြဘူးအဲ့ဒီအချိန်မှာယွန်းဆိုကဒန်ရဲ့ပစ္စည်းတွေကိုရှင်းလင်းနေတော့တယ်ယူမီကစိတ်မကောင်းဖြစ်ပြီးဒန်ကယွန်းဆိုကိုအကုန်ပြောပြလို့အထုခံရတာလို့ထင်နေတယ်ဒါပေမဲ့ယူမီကတော့ဒန်ကဒီလိုလုပ်ရတဲ့အကြောင်းရင်းရှိလိမ့်မယ်လို့ယုံကြည်နေတယ်ဒါပေမဲ့ယွန်းဆိုကဘသူ့ကိုမှအလွယ်တကူမယုံကြည်ဘူးယွန်းဆိုအခုထိယုံကြည်နေတဲ့ဦးစီးတယောက်ကယူမီပဲဘာဖြစ်လို့လဲဆိုတော့ယူမီကဘသူ့နောက်မှာမလိုက်ပြီးသူမကိုချစ်တယ်လို့မျိုးလဲဟန်မဆောင်လို့ယွန်းဆိုကထင်နေတာယူမီကဒန်ကိုပြန်ခေါ်ဖို့ယွန်းဆိုကိုနီးမျိုးစုံနဲ့နားချနေတယ်ကြောက်ကလကြိုက်တတ်ပြီးယွန်းဆိုရဲ့မွေးနေ့ကိုစိတ်သက်ထင်းဆိုင်နဲ့စောင့်မျှော်နေသူယွန်းဆိုနဲ့ပတ်သက်သမျှအရာအလုံးကိုဂရုစိုက်တဲ့သူကသူမကိုဒုက္ခပေးမှာမဟုတ်ဘူးလို့ယူမီကထင်နေတယ်ဒန်ကယွန်းဆိုကိုပထမဆုံးမြင်ချင်းချစ်သွားလို့ဒီလိုတွေလုံတာလို့ယူမီကယုံကြည်နေတယ်ဒါကြောင့်ဒန်ကယွန်းဆိုကိုချင်းကပ်ဖို့ကြိုးစားခဲ့တာဒါပေမဲ့ယွန်းဆိုကဒန်ကိုပြန်ခေါ်ဖို့သဘောမတူသေးဘူးအဲ့ဒီနောက်ဒန်ကဘုရားကျောင်းကိုရောက်သွားတယ်ဒန်ကအတွင်းထဲကိုဝင်ဖို့ကြိုးစားပြီးမဲ့ဘသူမှပြီးမဝင်ဘူးဒန်ကတာဝန်ပြီးမှပဲဝင်ခွင့်ရှိမယ်လို့ပြောနေကြတယ်ဒါပေမဲ့ဒန်ကအခုတာဝန်တွေကိုပြောင်းလဲကြနေတာအဲ့ဒီအချိန်မှာဒန်မှာပတ်စံလည်းမရှိဘူးသူအရန်ပိုက်စားနေလို့ကလေးတွေဝက်ဝူချောင်းစားနေတာကိုပဲရွက်ကြည့်နိုင်တော့လေဒန်ကအမျိုးသမီးနှစ်ယောက်စကားပြောနေတာကိုမတော်တဆကြားလိုက်ရတယ်သူတို့ကယွန်းဆိုရလွတ်ဖော်ကိုင်းဟဲ့ထောင်းပဲတွေပဲသူတို့ကယွန်းဆိုကိုတကူကောင်းဆန်ပြီးစိုးရတယ်လို့ထင်နေကြတယ်ဘာဖြစ်လို့လဲဆိုတော့သူမကခွေလွန်တို့အချင်းရောက်တဲ့တားကိုအသုံးပြုခဲ့ပေမဲ့ကျေးဇူးမသိလို့တန်မိုးမထားဘူးလို့တဲ့ဒီကော်လာဟူအားလုံးကနီနာရိုက်ခဲ့တဲ့ယွန်းဆိုရဲ့ဂုံပြုတ်ပွဲနေမှာတိုက်ရိုက်ထုတ်လွှင့်ကန်ကနေစတာတစ်ဖက်မှာတော့ကကြေတီတွေကယွန်းဆိုရဲ့အခြေအနေကိုဆွေးနွေးနေတော့ကန်ဟူးရောက်လာခဲ့တယ်သူကယွန်းဆိုရဲ့အခြေအနေကိုပြောပြနေတာပဲဖြစ်ပါတယ်ကချေတဲ့တွေကရှစ်လာမဲ့ဖျော်ပြပွဲအတွက်အစွမ်းကုန်လက်ကျင်နေကြပါတယ်ဖျော်ပြပွဲနေ့ကနီးကနေပေမဲ့အမျိုးသမီးအထီးကဆက်ဆောင်ကရောက်မလာသေးတဲ့အတွက်ယွန်းဆိုဘက်တော့အလာမလဲဆိုတာကချေတဲ့တွေကသိကျင်နေကြပါတယ်ယွန်းဆိုလာရောက်ပူပေါင်းမှာဖြစ်ကြောင်းကန်ဦးကအာမခံလိုက်ပါတယ်တစ်ချိန်တည်းမှာပဲလူတိုင်းကိုသူတို့ရဲ့ကိုယ်ပိုင်ဖျော်ဖြေမှုအပေါ်မှာပဲအာရုံစိုက်ဖို့သူကပြောကြားခဲ့ပါတယ်ကန်ဦးကသူ့ရဲ့ဆုံးဖြတ်ချက်မှာကြားဝင်မဆွတ်ဖက်ဖို့သူတို့ကိုတောင်းဆိုခဲ့ပါတယ်အဲ့ဒီနောက်ကန်ဦးကယူနာစီဒေါသတကြီးတွားရောက်ခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့သူမကခွင့်ပြုချက်မရှိပဲလေ့ကျင့်ငယ်အစီအစဉ်ကိုပြောင်းလဲခဲ့လို့ပါ။ယူနာကတော့ဂရုမစိုက်ပါသူ့ကိုအုပ်ချုပ်မှုအဖွဲ့အစည်းအဝေးတိုင်ရောက်ဖို့သာပြောခဲ့ပါတယ်။အစည်းအဝေးမှာအဖွဲ့ဝင်တွေကယွန်းဆိုးကိုဘယ်လက်ကပွဲလောကတဲ့ကြံဝင်ခွင့်မပြုကိုဆွေးနွေးခဲ့ကြပါတယ်။ဒါပေမဲ့ကန်ဦးကတော့ယွန်းဆိုးကိုစင်မင်းပေါ်ပြန်ခေါ်လာပြီးလီအများရှိမှသူမရဲ့အရေးချင်းကိုပြသနိုင်စေမယ်လို့အခိုင်အမာပြောခဲ့ပါတယ်။တစ်ချိန်တည်းမှာသူကယွန်းဆိုးဖြင့်လာတော့မယ့်အကြောင်းသတင်းစာရှင်းလင်းပွဲကျင်းပခဲ့ပါတယ်။အဲ့ဒီနောက်ယူနာကကန်ဦးနောက်ကိုလိုက်ပြီးယွန်းဆိုးအပေါသူလှုပ်ဆောင်နေလာတွေကိုရပ်တန့်ဖို့ပြောခဲ့ပေမဲ့သူကခိုင်ခိုင်မာမာငင်းဆိုခဲ့ပါတယ်။ယူနာကယွန်းဆိုးရဲ့ဗီဒီယိုကိုအသုံးပြုပြီးကန်ဦးကိုချိန်နှောက်ခဲ့ပါတယ်။ဒါပေမဲ့ကန်ဦးကယွန်းဆိုးရဲ့ဗီဒီယိုကိုဖြန့်တဲ့လူကိုချက်ချင်းဖမ်းမိခဲ့ပြီးအဲ့ဒီလူကသူတို့ရဲ့အမားကိုပြန်လဲပြင်ဆင်နေရပါတယ်။အဲ့ဒီနောက်ကန်ဦးကနီနာကိုယွန်းဆိုးစီထွားရောက်တောင်းပန်ဖို့ပြောပြီးညီကိုနှမြောင်ကြားကနားလည်မှုလွဲတာတွေကိုဖြေရှင်းမှုကြိုးစားခဲ့ပါတယ်။အဲ့ဒီအချိန်မှာနီနာကယွန်းဆိုးရဲ့အိမ်ထဲကိုခိုးကြည့်နေတုန်းနဲ့ဒဲနဲ့ရုတ်တရက်ဆုံခဲ့ပါတယ်။သူတို့နှစ်ယောက်နှုတ်ဆက်နေတုန်းယွန်းဆိုးကသူတို့ကိုတွေ့သွားလို့နီးပါးပဲဖိခဲ့ပါတယ်။အဲ့ဒီနောက်သူတို့အတူတူစားတောက်ကြပြီးယွန်းဆိုးနဲ့ကန်ဦးတို့အကြောင်းကိုအပြန်အလှန်စကားပြောခဲ့ကြပါတယ်။နီနာကကန်ဦးဟဲ့လူကောင်းတစ်ယောက်လိုချီးမြှောက်ခဲ့ပါတယ်။တစ်ဖက်မှာလည်းယွန်းဆိုးကအိမ်ဖော်ရီကိုစူးစီးပြီးအလောက်ခိုင်းစေခဲ့ပါတယ်။ဒါပေမဲ့သူမရဲ့ခက်ထားနဲ့စိတ်နေထိုင်ကြအားလုံးကအလောက်ထွက်ချင်နေကြပါတယ်။ယွန်းဆိုးကတော့ဘသူ့ကိုမှဂရုမစိုက်ပါအားလုံးကိုအိမ်ကချက်ချင်းထွက်သွားဖို့အမိန့်ပေးခဲ့ပါတယ်။အဲ့ဒီနောက်ယွန်းဆိုးကဆေးရုံကိုခွေးလေးသွားရောက်တဲ့အခါဆရာဝန်ကသူမဘဲလဲကပွဲပြန်ကြတော့မယ်တဲ့တင်ကိုပြခဲ့ပါတယ်။ဒီကိုထိသွားတဲ့ယွန်းဆိုးကကန်ဦးစီသွားရောက်ပြီးသတင်းစာရှင်းလင်းပွဲကိုဖျက်သိမ်းဖို့ခေါ်ခဲ့ပါတယ်။သူမကပြတ်မှာမဟုတ်တဲ့အတွက်အမျိုးသားကချေတော်ကိုလည်းတခြားအဖို့တယောက်ရှာဖို့ပြောခဲ့ပါတယ်